တခါတော့ကျွန်တော်စီမှာအမျိုးသမီးတယောက်ဘီရင်လာပြီးတော့မေးပါတယ်သူမေးတဲ့မေးခွန်းကကြတော့ဘာလဲဆိုတဲ့အခါကျတော့သူ့ရဲ့အမဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့ကျမ်းမာရေးပိုင်းဆရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်စီကိုလာပြီးတော့မေးတာဖြစ်ပါတယ်အဲ့တော့လာမေးတဲ့ကိုစားလာမေးတဲ့အမျိုးသမီးဒီဗုဒ္ဓဟူးဖြစ်ပါတယ်ကျွန်တော်စီကိုစားလာပြီးတော့မေးတဲ့အမျိုးသမီးဒီဗုဒ္ဓဟူးသမီးဖြစ်ပါတယ်သူမေးလာတော့ကနိုင်ကိုကြည့်ပြီးတော့ကျွန်တော်အခါကိုကြည့်လိုက်တဲ့အခါမှာတော့တနင်္လာစံတော်အခါဖြစ်ပါတယ်တနင်္လာစံတော်အခါဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဟာမြန်မာရိုးရမဟာဘုတ်ဗေဒင်ပညာမှာနှစ်ကျွန်းစာရာကိုထူလိုက်ပါတယ်ဒီလိုမျိုးနှစ်ကျွန်းစာရာကိုထူလိုက်တဲ့အခါမှာကိုယ်စားလာပြီးတော့မေးတဲ့ဗုဒ္ဓဟူးသမီးဟာတိုက်ဌာနမှာရှိပါတယ်သူသိလို့တဲ့သူရဲ့နေနံကိုမေးတဲ့အခါမှာသူသိလို့တဲ့နေနံဟာတနင်္လာသမီးဖြစ်ပါတယ်ဆိုတော့ဗုဒ္ဓဟူးသမီးကတနင်္လာသမီးရဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့လာမေးတယ်ဆိုတာကိုသိရမှာဖြစ်ပါတယ်ဒါဆိုရင်ဗုဒ္ဓဟူးသမီးကတနင်္လာသမီးရဲ့ကျမ်းမာရေးကိုသိကျင်တာဖြစ်ပါတယ်တနင်္လာသမီးရဲ့ကျမ်းမာရေးပိုင်းနဲ့ပတ်သက်တဲ့ကိစ္စကိုဗုဒ္ဓဟူးသမီးကလာပြီးတော့မေးတာဖြစ်တယ်ဗုဒ္ဓဟူးဒီမဟာဗုဒ္ဓဇာတာကုံမှာဆိုလို့ရှိရင်တိုက်ဌာနမှာရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမ်းမာရေးပိုင်းဆရာနဲ့ပတ်သက်ပြီးတော့မေးလာတဲ့အခါမှာကျွန်တော်ရဲ့ခန္ဓာကိုယ်ရဲ့ဖွဲ့စည်းပုံတွေကိုမဖြစ်မနေသိဖို့လိုအပ်ပါတယ်အဲ့တော့တိုက်ဌာနမှာရှိတဲ့ဗုဒ္ဓဟူးသမီးကလာပြီးတော့မေးတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီဗုဒ္ဓဟူးဒီယင်ဝမ်းနော်ယင်ဝမ်းဒါကိုကျွန်တော်ကိုစားပြုလို့ရသွားပြီသူသိလို့တာကတနင်္လာသမီးရဲ့ကျမ်းမာရေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတနင်္လာဒီဘင်္ဂအိမ်ဌာနမှာရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ကြောခါလို့ပြောလို့ရတယ်နော်ကြောခါလို့ပြောလို့ရတယ်ဒါဆိုရင်ဒီဗုဒ္ဓဟူးသမီးသိကျင်တဲ့တနင်္လာသမီးရဲ့ကျမ်းမာရေးဟာဘာယောဂဖြစ်မလဲဆိုတာကိုကျွန်တော်တို့ဆုံးဖြတ်သုံးသပ်မှာဖြစ်ပါတယ်ဘယ်ဆရာတရားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကိစ္စဒီမဖြစ်မနေအရေးကြီးလိုက်ပါဆောင်ရွက်ပြီးတော့အသေးစိတ်နားလည်သဘောပေါက်ပြီးတော့ဟောကွက်တွေထုတ်ဖို့လိုအပ်ပါတယ်အဲ့မှာကျွန်တော်အဲ့ချိန်တုန်းကဘယ်လိုဟောလိုက်လဲဆိုတဲ့အခါကျတော့တနင်္လာဒီမူလဘင်္ဂအိမ်ဌာနမှာရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့အပြဲမတည်ငြိမ်ပြောင်းလဲလှုပ်ရှားနေလို့ပြထားတယ်အဲ့တော့ယောဂလို့ပြောတဲ့အခါမှာပြောင်းလဲလှုပ်ရှားတဲ့ယောဂဆိုဘာတွေရှိမလဲကျွန်တော်အဲ့ဒါကိုစဉ်းစားတဲ့အခါမှာဘာသွားတွေ့ရလဲဆိုတဲ့အခါကျတော့ကုသယောဂတွေပဲကျွန်တော်ကသတိထားမိသွားတယ်ကုသယောဂပဲပြောင်းလဲလာတာလीဟုတ်တယ်မလားအဲ့မှာကျွန်တော်ပြောလိုက်တယ်ညီမရဲ့အမကတော့ကင်ဆာယောဂဖြစ်နေတာဘယ်မှာဖြစ်နေတာလဲလို့ပြောရမယ်ဆိုလို့ရှိရင်ကြောင်းသို့မဟုတ်ခါရိုးမှာဖြစ်နေတာလို့ကျွန်တော်ဟောခဲ့တယ်တကယ်တည်းအဲ့ဒီအမကကင်ဆာခါရိုးမှာဖြစ်နေတာပါဒါကြောင့်မလို့မြမယူရမှာဘုဗေဒင်ပညာမှာတကယ်ပဲကျမ်းမာရေးပိုင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကိုအခုလိုမျိုးတိတိကျကျနဲ့ဟောကွက်တွေကိုဂျိုပရိယတွေပိုင်မယ်ဌာနအိမ်တွေကိုပိုင်မယ်ဆိုရင်နမိတ်တွေကိုပိုင်မယ်ဆိုရင်အခုလိုမျိုးတိတိကျကျလေးတွေဟောကွက်တွေဆင်လို့ရတယ်ဟောကွက်တွေထုတ်လို့ရတယ်ဆိုတာကိုကျွန်တော်တို့ဒီကညီကောင်မောင်နှမတွေအားလုံးကိုသိစေချင်ပါတယ်